ကျွန်တော်သပင်ပြန်ပေါက်ချင်တဲ့သူတွေပေါ့နော်ကိုယ့်ရဲ့သပင်ကခေါင်းလျှော့ပြီးလိုက်တိုင်းခေါင်းဖိလိုက်တိုင်းမှာဒီလိုမျိုးအခြေအနေထိကျွတ်နေရဆိုလို့ရှိရင် baby hair တွေပြန်ထွက်ဖို့အတွက်ရှွန်းကပစ္စည်းကောင်းတစ်ခုပြောပြပေးမယ်ဒီရက်ပိုင်းလေးမှာရှွန်းစီကိုရောက်လာတဲ့အာမခံချက်ရှိရဲ့ပစ္စည်းလေးတစ်ခုပေါ့နော် double hot bio hair လေးပေါ့နော်ဒီ CC brand ကကြောက်တော့ရှွန်းရင်တော့ mouth spray တစ်ခါကျညာဘူးတယ်မှတ်မိရထင်တယ်ပေါ့နော်အဲ့ mouth spray နဲ့ brand တူတူပဲသပင်တွေမကပေါ့နော်ကျွန်တော်မျက်ခုံမွေးပါအသုံးပြုလို့ရတယ်ပြီးလို့ရှိရင်ဒီမုတ်စိမ်မွေးနှာခမ်းမွေးပေါက်ချင်တဲ့သူတွေဆိုလို့ရှိရင်လည်းသုံးလို့ရတယ်အခုလိုမျိုးခေါင်းလျှော့ပြီးကြစားအချိန်ပဲဖြစ်ဖြစ်ခေါင်းမလျှော့သေးတဲ့အချိန်မှာဖြစ်ဖြစ်သုံးလို့ရပါတယ်သူ့ကြောင့်တရက်နှစ်ကြိမ်သုံးပြုပြီးလို့ရတယ်အခုလိုဥယျာဉ်ပြားတွေကိုထည့်ပြီးတော့နှိမ့်နယ်ပေးရဲ့ပုံစံမျိုးလေးနဲ့ကျွန်တော်သုံးလို့ရပါတယ်ဒီကသပင်ပြောင်နေတဲ့နေရာသပင်မရှိတဲ့နေရာသပင်ကျွတ်တဲ့နေရာကိုသုံးပေးပေါ့နော်သုံးပေးပြီးရင်လည်းအခုလိုလေးပြန်ပြီးတော့နှိမ့်နယ်ပေးဖို့မမေ့ပါနဲ့မျက်ခုံမွေးထူတဲ့ကောင်မလေးဆိုအရန်အားကြောက်လေးရှုံမျက်ခုံမွေးလေးဆိုလို့ရှင်လည်းသုံးပေးဖြစ်တယ်အရန်တိတာတဲ့မျက်ခုံမွေးဆိုလို့ရှင်လည်းတိတိတတာကိုထူလာတယ်ပေါ့နော်သပင်အတွက်အာဟာရဖြစ်စေရဲ့အကျိုးပြုတဲ့ပါဝင်ဖြစ်စေရဲ့အများကြီးပါဝင်ပြီးတော့ FDA GMP ISO လက်မှတ်တွေရထားတဲ့ quality ကောင်းတဲ့စိတ်ချတဲ့ပစ္စည်းတစ်ခုဖြစ်တဲ့အတွက်ကြောင့်စိတ်ချလက်ချနဲ့သုံးလို့ရပါတယ်ပြီးလို့ရှိရင်တို့ထဲမှာအပြင်းစား ingredient တွေလည်းဘာမှမပါတဲ့အတွက်ကြောင့်အသက်6နှစ်ကစပြီးတော့သုံးလို့ရတယ်ကိုယ့်ရဲ့ baby လေးတွေသပင်တန်စီခြင်းနဲ့သပင်အုံထူစေခြင်းနဲ့ဆိုလို့ရှိရင်လည်းသူ့ကိုသုံးပြီးလို့ရတယ်သပင်အရန်ကျွတ်တဲ့သူသပင်အရန်ပါတဲ့သူဆိုလို့ရှိရင်သူ့ကိုပုံမှန်လေးသုံးပေးမယ်ဆိုရင်သပင်ကတိတိတတာထူလာမယ်သပင်ကတိတိတတာနဲ့ကွက်နေတဲ့နေရာတွေဆိုလို့ရှိရင်ပြန်ပြီးတော့သပင် hair baby hair တွေပြန်ပြီးတော့ထွက်လာမှာဖြစ်ပါတယ်သူကလေအတူအစစ်တော့နည်းနည်းတတိပြုရမယ်ပေါ့နော်သူ့စီမှာဆိုလို့ရှိရင်ဒီမှာရောင်ပြန် sticker လေးပါပါတယ်ရောင်ပြန် sticker လေးပါမှဒါပစ္စည်းအစစ်ပါနော်သူ့ရဲ့ဘူဟာဒီလိုပုံ